မကြခင်ကျမတို့ကအတန်းကြားလားမသိဘူးเนาะမကြခင်ကျမတို့အလုပ်များတော့မှာဆိုတော့ live အနေနဲ့မဟုတ်ဘဲနဲ့ကျမ recorded video လေးတွေတောင်းဆိုတဲ့သူများတဲ့ video လေးတွေကျမ post လုပ်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရဲ့ page ကိုလည်းစိတ်ဝင်စားရင် register subscribe လုပ်ထားလို့ရပါတယ်ဒီကြားထဲမှာမိကုန်းတွေရှိလာရဆိုရင်တော့ private message ကနေမေးလို့ရပါတယ် hello မင်္ဂလာပါ Interpine hello Philip hello Icho မင်္ဂလာပါ Adam မင်္ဂလာပါ Okay ကောင်းပါပြီဆိုတော့webinar အစီအစဉ်လေးကကျမရဲ့ intro လေးစပါမယ်ပြီးရင်တော့ကျမဒီနေ့ business text နဲ့ပတ်သက်တဲ့အားလုံးတော့မဟုတ်ပေမဲ့ key area လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခမန်းကြီးအဖြစ်မိနစ်30ခန့်ကြာမြင့်မှာဖြစ်ပါတယ်ပြီးရင်တော့ Q&A program ကိုကျွန်မမိတ်ဆွေတွေမေးခွန်းတွေရှိတယ်ဆိုလို့ရှိရင်ကျွန်မဖြေပေးသွားမှာဖြစ်ပါတယ်။တောင်းပါပြီ business test နဲ့ပတ်သက်တဲ့တော့ဒီနှစ်မှာ business ရော personal tax နဲ့ပတ်သက်တာတော့ပြီးခဲ့တဲ့ဘက်ကပြောသွားပါတယ်မကြည့်လိုက်ရတယ်လွတ်သွားတဲ့လူတွေ comment မှာကျွန်မပြန် share ပေးပါမယ်ကျွန်မရဲ့ YouTube channel မှာလည်းပြန်ကြည့်လို့ရပါတယ် recorded version ကိုပြန်ကြည့်လို့ရပါတယ်ဒီအပတ်မှာတော့ကျွန်တော်က business နဲ့ပတ်သက်တဲ့ tips လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကိုမသိတဲ့လူအတွက်ကျွန်မရဲ့ bio လေးဒီမှာရေးထားပါတယ်ကျွန်မ enroll agent တယောက်ဖြစ်ပါတယ်ကျွန်တော်တို့ကတော့အခွန် tax နဲ့ပတ်သက်တဲ့အချက်လက်တွေကိစ္စရပ်တွေဝန်ဆောင်မှုတွေဖြင့်ကျွန်မရဲ့ဘေးနာကကျွန်မမျိုးသားကိုကျော်မိုးမြင့်ကတော့ real estate အိမ်ချမ်းမြေနဲ့အပြင်ကိုအိမ်ဝယ်တဲ့နေရာမှာချိငွေရယူခြင်းလဲအိမ်ချမ်းမြေအယောင်းဝယ်နဲ့ချိငွေရယူခြင်းတဲ့လူတွေကိုလည်းချိငွေဆောင်ရွက်ပေးတဲ့ loan officer တယောက်ဖြစ်ပါတယ်ကျမရဲ့ bio မသိတဲ့လူအတွက် sharing လုပ်ပေးတာဖြစ်ပါတယ် real living trust setup လုပ်ချင်တော့ကျမတို့ ਨੇ partner လုပ်ထားတဲ့ law firm တွေနဲ့ကျမပူးပေါင်းပြီးတော့ living trust setup လုပ်ပေးပါတယ်ကဲဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ OB3 လို့ပြောတဲ့ OBBA ရဲ့ပြောင်းလဲကြောင့်မို့လို့ကျမတို့ personal business ကို tax return တွေပေါ်မှာအများကြီးတက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းအခွင့်အရေးအနေနဲ့အသုံးချပြီးတော့ကျမမိတ်ဆွေတွေ tax return တင်တဲ့အခါမှာကိုယ်တိုင်ဆောင်ရွက်တာပဲဖြစ်ဖြစ်ကိုကျမတို့လိုဝန်ဆောင်မှုယူပြီးတော့ဆောင်ရွက်ပေးတဲ့လူနဲ့ဖြစ်ဖြစ်လုပ်တဲ့အခါမှာဒီအခွင့်အရေးတွေရယူနိုင်မှာဖြစ်ပါတယ်နံပါတ်1ကတော့ကျမတို့လုပ်ငန်းလုပ်တဲ့ဆိုတော့စက်ကရိယာတွေဝယ်ရတယ်เนาะလုပ်ငန်းမှာလိုအပ်မဲ့ပစ္စည်းကားဝယ်ရတယ်ပစ္စည်းကိရိယာစက်ကရိယာเนาะအဆောက်အဦအဲ့ဒါတွေအကုန်လုံးဝယ်ယူရတဲ့အခါမှာ depreciation လို့ခေါ်တဲ့expense ကို business expense အနေနဲ့တရားဝင်နှုတ်လို့ရပါတယ် deduction ယူလို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီနှစ်မှာဆိုရင်ကျမတို့ bonus depreciation လို့ခေါ်တဲ့depreciation ကို 100% January လ19ရက်2025နောက်ပိုင်းမှာဝယ်တဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုအကြီးစားပစ္စည်းတွေကို100%ထိ depreciate လုပ်လို့ရပါတယ်အဲ့ဒီ depreciation expense ကိုလည်းတရားဝင်နှုတ်လို့ရတာဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့ဒီနှစ်မှာ2025မှာ excuse me 2025ကြာမှာလုပ်ငန်းစလုပ်တဲ့သူဆိုရင်လည်းเนาะလုပ်ငန်းစလုပ်တဲ့နှစ်မှာအခွန်ပေးရသက်သာစီမှာဖြစ်ပါတယ်ဒါမှမဟုတ်လို့လုပ်ငန်းတိုးချဲ့လို့စက်ကရိယာဝယ်တဲ့ကားတွေဝယ်တဲ့စောက်ဦးတွေဝယ်တဲ့လူဆိုရင်လည်းဒီ 100% bonus depreciation ကိုအခွင့်အရေးယူပြီးတော့နှုတ်ယူလို့ရပါတယ်အဲ့ဒါကတော့ section 179 depreciation အပြင်ကိုဒါကိုယူလို့ရမှာဖြစ်ပါတယ်ဒါကတော့20 years သက်တမ်း20 years မကျော်တဲ့เนาะကျမတို့မှာ
business property တွေ business assets တွေမှာသူ့ရဲ့ IRS ရဲ့ guideline အတိုင်းသတ်မှတ်ထားတဲ့သူ့ရဲ့သက်တမ်းရှိပါတယ် property တစ်ခုရဲ့ life ပေါ့နော်ဒီ asset တစ်ခုရဲ့ life ကဘယ်နှစ်ဆိုတာအမျိုးအစားလိုက်သတ်မှတ်ထားပါတယ်အဲ့သတ်မှတ်ထားတဲ့ထဲမှာအနှစ်20မကျော်တဲ့ပစ္စည်းစက်ပစ္စည်းပဲဖြစ်ဖြစ် any assets ပေါ့နော်အဲ့ဒါကို100%ထိ expand ပြလို့ရတာဖြစ်ပါတယ်အဲ့ဒါကတော့ OBBA မှာပါတဲ့100% bonus depreciation benefit ပဲဖြစ်ပါတယ်เนาะအဲ့ဒါကိုနှုတ်ယူရင်ကျမတို့ profit နေသွားမယ် profit နေသွားတော့အခွန်ဆောင်ရသက်တာဒီသဘောကိုပြောတာပါပြီးရင်တော့ section 179 section 179ကတော့ကျမတို့ပုံမှန်တမရိုးကြနှုတ်နေတဲ့เนาะ expand တစ်ခုဖြစ်ပါတယ် depreciation အမျိုးအစားတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ income ဘယ်လောက်ထိ business ရဲ့အမြတ်ရှိလဲအဲ့အထိပဲနှုတ်လို့ရတယ် minus ဖြစ်သွားတဲ့အထိနှုတ်လို့မရဘူးเนาะခုနကပြောတဲ့ bonus depreciation ကတော့ minus ဖြစ်သွားတယ်နှုတ်လို့ရတယ်ဒီ minus ဖြစ်သွားတဲ့ဟာကို carry forward လုပ်လို့ရပါတယ်ဒီသဘောမတူတဲ့နှစ်ခု section 179နဲ့ bonus depreciation ရဲ့ကွာခြားချက်ကိုပြောပြတာပါပြီးရင်တော့လုပ်ငန်းရှိတဲ့လူလုပ်ငန်းရှိပြီးတော့အဲ့ဒီလုပ်ငန်းအမြတ်ငွေရှိတဲ့လူเนาะ net profit ရှိတဲ့လုပ်ငန်းရှင်တယောက်အနေနဲ့ဆိုလို့ရှိရင်เนาะ20% QBI deduction ကိုရရှိမှာဖြစ်ပါတယ် section 199A လို့ခေါ်တဲ့ QBI deduction ကိုရရှိမှာဖြစ်ပါတယ် business ရဲ့ net profit ကတသိန်းမြတ်တယ်ဆိုရင်20%ဒီ2000ဖြစ်ပါတယ်ဒီ20,000ကိုကျမတို့ရဲ့ဥပမာအဖြစ် S corporation ဖွဲ့ထားတဲ့လုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်သူ့ရဲ့ S corporation ကအမြတ်ငွေက20% ရှိတယ်ဆို100,000ရှိရဆိုရင်20%เนาะQBI deduction ရရှိမှာဖြစ်တယ်လို့အကယ်၍ corporation မလုပ်ထားဘူး LLC ပဲလုပ်ထားတယ်ဆိုရင် same thing သူ့ရဲ့profit က net profit က100,000ဆိုရင် QBI က20% ဆိုတာက2000 deduction ရရှိမှာဖြစ်ပါတယ်အဲ့ဒါabove the line deduction မှာအဲ့တော့အဲ့ဒါဆိုရင်20%ကကိုယ့်ရဲ့ taxable income တွေကနေနှုတ်လိုက်တဲ့အတွက်အခွန်ပေးရတာသက်သာစေမှာဖြစ်ပါတယ်เนาะsole proprietor ဘာ business မှမလုပ်ထားဘူး company လည်းမဖွဲ့ထားဘူး LLC လည်းမရှိဘူး S corp လည်းမရှိဘူးဆိုရင်တော့မှ sole proprietor အနေနဲ့ကိုယ့်ရဲ့ schedule C မှာအမြတ်ငွေရှိတယ်ဆိုရင်အဲ့အမြတ်ရဲ့20%ကို QBI deduction เนาะ qualify business income deduction အနေနဲ့ deduction ရရှိနိုင်မှာဖြစ်ပါတယ်အနည်းဆုံးကတော့400အထိရမယ်တကယ်၍ကျမတို့မိတ်ဆွေတွေကအမြတ်ငွေเนาะဘာလို့အမြတ်1000ကားမောင်းတယ်ကားမောင်းလို့အားလုံးနှုတ်ပြီး mileage တွေဘာတွေเนาะ Uber တို့ DoorDash တို့Amazon တို့ဒီ expense တွေအားလုံးနှုတ်ပြီးသွားရင်1000မြတ်တယ်ဆိုရင်400 deduction ရရှိမှာဖြစ်ပါတယ် minimum deduction က400ရရှိမှာဖြစ်ပါတယ်အကယ်၍ကျမမိတ်ဆွေတွေကအမြတ်မရှိဘူးဒီနှစ်မှာတော့လုပ်ငန်းစလို့ရှုံးတယ်เนาะဆူရှီဆိုင်ယူတယ်စားတော့ဆိုင်တွေဖွင့်တယ်ရှုံးတယ်ဆိုရင်တော့တပြားမှမရပါဘူးเนาะ400လည်းမရအောင်တကယ်၍1000မြတ်ခဲ့တယ်ဆိုတော့400ရမယ်တဲ့ဆိုတော့20%တော့မဟုတ်တော့ 40% ဖြစ်သွားတာပေါ့အဲ့တော့1000အနည်းဆုံး1000မြတ်တဲ့လူတွေဆို400အနည်းဆုံးပေးမယ်လို့ပြောတဲ့အဓိပ္ပာယ်ပါဆိုတော့နောက်တစ်ခုကတော့ QBI က income limit ကန့်သတ်ချက်ရှိပါတယ် single ဆိုရင်တော့1,9,900เนาะface out ကတော့2,4,900ကျော်သွားရင်တော့ခံစားဝင်မရှိတော့ပါဘူး join ဆိုလို့ရှိရင်တော့3,9,4,600 4,9,4,600ကျော်သွားရင်တော့ face out ဖြစ်သွားတဲ့အတွက်ခံစား권မရှိတော့ပါဘူးအဲ့ဒါကတော့ taxable income ကိုပြောတာပါကျမတို့ဝင်ငွေအားလုံးတုံးလိုက်မယ်ပြလိုက်မယ်ပြီးသွားလို့ရှိရင်နှုတ်ဆရာရှိတာတွေနှုတ်ပြီးသွားရင် taxable income ဆိုတာ1040 form ပေါ်မှာရှိပါတယ်ကျွန်တော်နောက်အခါအားလျော်ကြလို့ရှိရင်လေဒီ1040 form ရဲ့ကျွန်တော်တို့ tax return ရဲ့ line by line ဘာလဲတော်များများမသိကြပါဘူးမနင်းရတာဘာလဲကလေးအတွက်ကြောင်းလျှောက်ခြင်းလို့ကျမ insurance လျှောက်ခြင်းလို့ဘယ် line ကဘာလဲဆိုတာတွေအမြဲတမ်းမကြာခဏမေးကြပါတယ်အဲ့ဒါကိုလည်းကျွန်မအချိန်ရတယ်လို့တင်ပေးသွားပါမယ်ဆိုတော့ taxable income ဆိုတဲ့ line မှာ4,9,4,600ကျော်သွားရင်တော့ joint filer တွေကဒီ
ဒီ QBI ခံစားခွင့်ကိုမရှိတော့ဘူးလို့ပြောတာဖြစ်ပါတယ်ခုနပြောပြတဲ့အမြတ်ငွေ1000ရှိခဲ့ရင်တော့400ခံစားခွင့်ရရှိမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ S corporation နော်လူတော်များက S corporation S corporation လို့ရင် test သက်တာ S corporation လို့ရင် test သက်တာ S corporation ရဲ့လိုက်နာမယ် requirement တွေတဲက requirement တစ်ခုကတော့ကိုလာစာပေးခြင်းပဲဖြစ်ပါတယ်အကယ်၍ကိုမှာအလုပ်သမားမရှိဘူးကိုယ်တိုင်ပဲပိုင်ရှင်ဖြစ်တယ်ကိုယ်တိုင်ပဲဝန်ထမ်းဖြစ်တယ်ကို business ကိုပဲဦးစီးပြီးတော့လုပ်နေတယ်ကိုတယောက်တည်းပဲလုပ်နေတယ်ဆိုလို့ရှိရင်ကိုလစာပေးရမှာဖြစ်ပါတယ်အဲ့ဒီလစာက reasonable compensation ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အဲ့ဒါကဘယ်နေရာမှာမှရေးသားထားတာမရှိပါဘူး reasonable ဆိုတဲ့ဟာက reasonable ဖြစ်ရမယ်လို့ပြောတာပါเนาะဒီထက်ရှင်းအောင်လည်းပြောလို့မတတ်ဘူးအဲ့ဒါဘာဖြစ်လို့ဆိုတော့ဘယ်နားမှာရေးထားတာမရှိဘူးခဏန်းနဲ့ရေးထားတာမရှိဘူးအဲ့တော့ကျမတို့လာမေးကြမနေ့အဲ့ဒါဆိုရင်ကိုလာစားဘယ်လောက်ပေးရမှာလဲ reasonable salary ပေးရမယ်ဆိုတာဘာပြောတာလဲရိုးရှင်းပါတယ်အဲ့ဒါကတော့ကိုယ်တိုင်မလုပ်ဘူးဆိုကြပါတော့ရဲ့ကိုယ်တိုင်မလုပ်ဘူးကျမကသပင်ညှက်ဆိုင်ဖွင့်ထားတယ်ကျမကိုယ်တိုင်ကျမစီလာတဲ့သပင်ညှက်တဲ့ချင်တဲ့သူတွေကိုညှက်ပေးတယ်ဆိုတော့ကျမကမညှက်ဘူးဆိုရင်ကျမကိုယ်စားအဲ့လို professional တယောက်ကိုခေါ်မယ်ဆိုရင်ဘယ်လောက်ပေးရမှာလဲကျမက9000လစာနဲ့ငှားရမှာလားအခုကျမတို့ကအခွန် tax နဲ့ပတ်သက်တဲ့ service တွေပေးတယ်ကျမကိုယ်တိုင်မလုပ်ဘူးကျမကတယောက်ကိုငှားမယ်ဆိုရင်ကျမလိုမျိုးကျမကိုစားဆောင်ရွက်ပေးနိုင်တဲ့သူကိုဘယ်လောက်နဲ့ငှားရမှာလဲ9000နဲ့လား3သိန်းနဲ့လား2သိန်းနဲ့လားအဲ့ဒါကို reasonable compensation လို့ခေါ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့အဲ့ဒါကြီးလဲအမကြီးကျွန်တော်လိုကျမလိုအရေးချင်းတဲ့သူကိုငှားဖို့လို့ကျမလည်းတစ်ခါမှမစင်းစားမိဘူးဘယ်လောက်လဲမသိဘူးအဲ့လိုဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်အနည်းဆုံးကတော့အမျက်ငွေရဲ့25%ကတော့ကိုလစာအဖြစ်ပေးရမှာဖြစ်ပါတယ်လစာမပေးရင်ဘာဖြစ်မလဲလစာမပေးရင်အစိုးရကဒီဟာကို S corporation ရဲ့လိုင်းနာမစည်းကမ်းကိုဖောက်ဖျက်တဲ့အတွက် violation ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒဏ်ရိုက်လို့ရပါတယ်ကိုယ့်ရဲ့အမျက်ငွေတွေကိုကိုယ့်ရဲ့လစာအနေနဲ့ပြန်ပြောင်းပြီးတော့ဗဒိတ်နဲ့ဒဏ်ရိုက်လို့ရပါတယ်ဘယ်တော့ဒဏ်ရိုက်မှာလဲကျွန်မမသိဘူးကျွန်မဘေးနာလူကျွန်မတငယ်ချင်းကျွန်မကိုလာပြောကြတယ်ဘယ်သူကတော့လုံနေတာ9နှစ်ရှိပြီ10နှစ်ရှိပြီအဲ့ဒါဘာမှမဖြစ်ဘူးဘာမှမဖြစ်တဲ့လူဘာမှမဖြစ်ပါဘူးအဲ့ဒီတော့ရေးသားထားတဲ့ဟာကိုပြောပြတာပါเนาะ S corporation ရဲ့ requirement one of the requirement တော့လစာပေးရမှာဖြစ်ပါတယ်အနည်းဆုံးတစ်ယောက်လစာပေးတဲ့ payroll မှာရှိရမယ်เนาะအဲ့ဒါကိုယ်တိုင်ပိုင်ရှင်ကိုယ်တိုင်ဖြစ်ချင်လဲရတယ်ပိုင်ရှင်မဟုတ်တဲ့တခြားအလုပ်သမားဖြစ်ချင်လဲရတယ်အဲ့ဒါကမဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ပါတယ်အထူးသဖြင့်အခုကယ်လီဖိုးနီးယားမှာဆိုအရန်ဒီလစာမလုပ်တဲ့အတွက်လစာကိုနည်းနည်းလေးပဲလုပ်တဲ့အတွက် audit တွေစစ်ဆေးတယ်ဆိုတာကြားရပါတယ်အဲ့တော့ဒါအထူးသတိထားပါ S corporation ရှိတဲ့လူတွေပြီးရင်တော့ business interest deduction ကတော့ DOB 3ရဲ့အပြောင်းလဲကြောင်းမို့လို့နော် section 163J ရဲ့ကန့်သက်ချက်အရအရင်တော့ဆိုတော့25 million income ပေါ့နော်အခုကျတော့27 million ဝင်ငွေ gross income က27 business တစ်ခုမှာ27 million gross income အဲ့အောက်မှာရှိတယ်ဆိုရင်ဒီ interest expense က business expense အနေနဲ့နှုတ်လို့ရပါတယ်တကယ်၍ကိုယ့်ရဲ့ interest ကိုယ့်ရဲ့ business ကပေးရတဲ့ interest ဒီသူ့ရဲ့ requirement အရာများနေတယ်ဒီနှစ်မှာနှုတ်လို့မရလိုက်ဘူးเนาะသတ်မှတ်တဲ့ limit ထက်ကျော်နေတယ်ဆိုလို့ရှိရင်တော့အဲ့ဒါကို carry forward လုပ်လို့ရပါတယ်ဘယ်လောက်ထိပဲနှုတ်လို့ရလဲဆိုတော့ ATI လို့ခေါ်တဲ့ adjusted taxable income business ရဲ့ adjusted taxable income ဆိုတာဘာလဲဆိုတော့ depreciation တို့ tax တို့အဲ့ဒါတွေမနှုတ်ခင်เนาะအဲ့ဒါတွေမနှုတ်ခင် income ကို adjusted taxable income လို့ခေါ်ပါတယ်အဲ့ဒါရဲ့30% plus ကိုမှတကယ်၍ business က interest income ရခဲ့တယ်ဆိုရင်အဲ့ဒီနှစ်ခုပေါင်းရဲ့30%ရဲ့မကြော်ရဘူးတဲ့ပြောတာအဲ့ဒါကြော်ခဲ့တဲ့ရှိတော့ကိုပေးခဲ့တဲ့ expense ကကြော်interest expense ကြော်ခဲ့တဲ့ရှိတော့ carry forward လုပ်သွားလို့ရပါတယ်တဲ့အဲ့ဒါကိုပြောတာပါ okay business အနေနဲ့တချို့လုပ်ငန်းအမျိုးအစားတွေက
နော်ကျမရဲ့မြို့သားဆိုလို့ရှိရင်သူကwork from home လုပ်တယ်သူရဲ့ business မျိုးကသူ့ရဲ့ office လည်းရှိတယ်ဒါပေမဲ့သူကတစ်ခါလေးကြာရင် work from home လုပ်တယ်အဲ့ဒါဆိုရင်ကျမတို့ရဲ့အိမ်ရဲ့တစ်စိတ်တစ်ပိုင်းကိုဒီhome office deduction နော် home office deduction နေနဲ့ expense လုပ်လို့ရပါတယ်အဲ့လိုပဲကျမမိတ်ဆွေတွေကလည်းလုပ်ငန်းအမျိုးအစားကနော် insurance private insurance agent တွေဖြစ်နေမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုလုပ်တဲ့လုပ်ငန်းပေါ့နော်တဘာဝကရုံးခန်းဖွင့်ပြီးမှသွားစရာမလိုဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကနေလုပ်တဲ့လူက home office deduction ကိုရယူနိုင်ပါတယ်ဒါပေမဲ့ဒီ home office deduction မှာကန့်သတ်ချက်လေးရှိပါတယ်အဲ့ဒါကတော့maximum 300 square feet ပဲဖြစ်တယ်နော်1500ပဲအများဆုံးဖြစ်တယ်ဒါပေမဲ့အဲ့ဒီအထဲမှာပါတဲ့ expense တွေနော်အဲ့ expense တွေကခုနကအိမ်ရဲ့mortgage ရှိတယ်ဆိုရင် mortgage interest နော်ဒီ square feet အတိုင်း mortgage interest ကိုတွက်လိုက်ပေါ့နော်အချိုးကျနဲ့ပြီးရင် utility insurance ဒါတွေကိုအကုန်လုံးပေါင်းပြီးတော့မှ expense ပြလို့ရပါတယ်ဒါတော့တခြားလုပ်ငန်းရှင်တွေလည်းเนาะကျမရဲ့ client တွေဆိုအများကြီးပဲစားတောက်ဆိုင်ဖွင့်ကြတယ်เนาะစေကံဖွင့်ကြတယ်အိမ်ကနေလည်းနားတဲ့အချိန်မှာအိမ်ကနေလုပ်ရတယ်ဆူရှီလုပ်ငန်းတွေလုပ်ကြတယ်เนาะဆိုလို့ရှိရင်ဆူရှီဘားထဲမှာပစ္စည်းမှာမယ်ဆိုရင် order လုပ်လို့မှမရတာเนาะဆူရှီဘားထဲမှာမတ်တက်ရဆူရှီပဲလိပ်လို့ရတယ်လေเนาะအဲ့ခါကျရင်ပစ္စည်းမှာရတဲ့အခါမှာကိုယ့်အိမ်ရဲ့တနေရာပေါ့နော်ဒီတနေရာမှာ office အနေနဲ့ computer တစ်လုံးနဲ့တတ်မှတ်သူက necessary ordinary ဖြစ်ရမယ်တတ်မှတ်ဒီနေရာကိုလာအိတ်ချင်လဲအိတ်မယ်ထမင်းစားချင်လဲစားမယ်ကာရာโอကေဆိုချင်လဲဆိုမယ်ပါတီလုပ်ချင်လဲလုပ်မယ်မရပါဘူးအဲ့ဒီနေရာဒီတတ်မှတ်လုပ်ငန်းသုံးအတွက်ပဲဖြစ်ရမယ်ရုံးခန်းအတွက်သုံးတယ်ဆိုရင်ဒီဟာကိုရုံးခန်းအတွက်သုံးတာဖြစ်ရမယ်အဲ့ဒါဆိုရင်နှုတ်လို့ရပါတယ်ပြီးရင်တော့ storage ပေါ့နော်ကိုယ့်ရဲ့ကိုတောင်ရဲ့တနေရာမှာဆူရှီလုပ်တဲ့သူတွေဆိုရင်သူတို့ကmarket မှာထားစရာနေရာမရှိဘူးအကြောင်းမျိုးမျိုးနဲ့စားတောက်ဆိုင်လုပ်တဲ့လူတွေဆိုရင်စားတောက်ဆိုင်ရဲ့အခန်းလေးမှာထားစရာနေရာမရှိဘူး dry storage တွေ cold storage တွေကိုကိုယ့်ရဲ့တနေရာเนาะအိမ်ရဲ့တနေရာမှာထားထားရဆိုရင်အဲ့ဒါကိုdeduction ရယူနိုင်ပါတယ်ပြီးရင်တော့လုပ်ငန်းရှိတဲ့သူတွေအနေနဲ့ကလုပ်ငန်းမှာလည်းအမျက်စွန်းရှိတယ်ဆိုရင်အခွန်သက်တောင်တရားဝင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ SEP IRA လို့ခေါ်တဲ့เนาะ retirement account ဖွင့်လို့ရပါတယ်အဲ့ဒါက business expense အနေနဲ့ deduction ရယူနိုင်ပါတယ်အဲ့ဒါ maximum တော့ကိုခုနပြောတဲ့လစာလည်းပေးတယ်အဲ့လစာရဲ့25%သို့မဟုတ်အမျက်ငွေရဲ့25%နဲတဲ့ဟာကိုယူပါတယ်အဲ့တော့လစာကတော့3သိန်းပေးထားတဲ့အမျက်ငွေက2000ပဲဖြစ်တယ်ဆိုရင်နော်ကိုက9000ပဲနှုတ်လို့ရမှာဖြစ်ပါတယ်လစာငွေကပြောင်းပြန်ဖြစ်နေတယ်လစာငွေက2000ပေးထားတယ်အမျက်ငွေက3သိန်းဖြစ်နေတယ်ဟေ့ဆိုလို့ရှိရင်လည်းနဲတာကိုယူတာဖြစ်တဲ့အတွက်နော်ဒီ retirement saving ထည့်တဲ့အခါမှာ25% maximum ရပါတယ်အဲ့လိုမျိုးမဟုတ်ဘူးလစာငွေရလည်း maximum သူတို့သတ်မှတ်ထားတဲ့3သိန်းခွဲအထိလစာယူထားတယ်business income ကလည်း8သိန်းလောက်မြတ်တယ်အဲ့လိုဆိုတော့25%25% တွက်လိုက်တဲ့ဟေ့ဆိုရင်များနေတယ်ဆိုရင်တော့ maximum ကတော့9000အထိ saving လုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါကbusiness expense အနေနဲ့နှုတ်လို့ရပါတယ်အဲ့တော့အထူးအကျိုးရှိပါတယ်ပြီးရင်အဲ့ဒီ retirement account ကိုအသုံးပြုပြီးတော့မှကိုကြိုက်တဲ့ stock တွေ bonds တွေဝယ်လို့ရပါတယ်အဲ့ဒီရဲ့ gain အဲ့ဒီရဲ့အမြတ်ငွေကိုတော့ကို retire လုပ်တဲ့အချိန်ကျရင်ပတ်စံထုတ်တဲ့ခါကျရင်ကိုနာမည်နဲ့ပေးထားတယ်ကိုကပဲအလုပ်ရှင်ပိုင်ရှင်ဖြစ်တယ်ကိုကပဲအလုပ်မှာပြန်ပြီးလုပ်တဲ့ဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်ကိုပြန်ပေးတယ်ကိုပြန်ပေးတဲ့အတွက်ကိုထုတ်တဲ့အချိန်မှာကိုက tax ပေးရမှာဖြစ်ပါတယ်ဒါတော့ SEP IRA เนาะ simplify employee pension plan လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ solo 401k solo 401k solo ဆိုတော့တယောက်တည်းကိုပြောတာပါလုပ်ငန်းတစ်ခုလုံးမှာတယောက်တည်းပဲပိုင်တယ်ကိုတယောက်တည်းပဲပိုင်တယ်ကိုတယောက်တည်းပဲလုပ်နေတယ်เนาะတခြားလူမရှိဘူး
အလုပ်သမားလည်းမရှိကိုတယောက်တည်းပဲအစအဆုံးကိုတယောက်တည်းပဲလုပ်တယ်အဲ့ဒါကိုဆိုလို့ 401k ကောင်းဖွင့်လို့ရပါတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ husband wife ဆိုရင်တော့ခွင့်ပြုပါတယ် husband wife ဆိုလို့ရှိရင် husband အတွက်ကော wife အတွက်ကောဒီဆိုလို့ 401k ကဖွင့်လို့ရပါတယ်အဲ့ဒါကတော့ employee ဘက်အချမ်းလည်းထည့်လို့ရတယ်လို့ employer ဘက်အချမ်းကိုပဲပိုင်ရှင်ကိုပဲလုပ်သမားအဲ့နှစ်ဖက်စလုံးအတွက် portion နှစ်ခုစလုံးအတွက်contribute လုပ်လို့ရပါတယ်အဲ့ဒါကတော့maximum 23,500ဖြစ်ပါတယ် net profit ရဲ့ 25% ကိုလည်းထည့်လို့ရပါတယ်ဒီမှာတော့ catch up additional contribution လုပ်လို့ရပါတယ်ခုနမတူတာတော့ SEP IRA မှာတော့ catch up မရှိပါဘူး so deadline တွေကတော့ကိုယ့်ရဲ့ test file ရဲ့ deadline ကကိုယ့်ရဲ့ retirement deadline contribution deadline နဲ့တူတူပါပဲဒါပေမဲ့ဆိုလို့ 401k မှာတော့ employee ဘက်ချမ်း saving လုပ်မယ်ဆိုလို့ရှိရင်တော့ December 31က deadline ဖြစ်ပါတယ်ခုနက SEP IRA မှာဆိုရင်တော့ test filing deadline က retirement saving ရဲ့ deadline ပေါ့နော်အဲ့ဒါတော့ extension မပါပါဘူးဒီနှစ်မှာဆိုရင်တော့ April 15 2026က deadline ဖြစ်ပါတယ်ကောင်းပြီ14 days rental rule 14 days rental rule ဆိုတာတော့ဘာလဲဆိုရင်ကျမတို့အနေနဲ့ခုနကလုပ်ငန်းပိုင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အိမ်ရဲ့အခန်းတစ်ခန်းကိုကငှားပြီးတော့မှ business meeting လုပ်မယ်ဆိုလို့ရှိရင်ဒီအိမ်ကို14ရက်ထိငှားပြီးတော့ expense လုပ်တဲ့ဟာကို business expense အနေနဲ့တရားဝင်နှုတ်လို့ရပါတယ်အဲ့ဒါတော့စာရွက်စာတမ်းတွေတော့လိုပါတယ်စာရွက်စာတမ်းတွေကိုလည်းအထူးယူဆိုင်ပြီးတင်ထားဖို့လိုပါတယ်တယောက်ယောက်ကဌာနအဖွဲ့အစည်းတစ်ခုကကိုယ့်ကိုတည်ပြဖို့တောင်းဆိုလာမယ်ဆိုရင်တော့ audit လုပ်တာပေါ့နော်အဲ့ခါကျတော့ကိုကတည်ပြဖို့လိုပါတယ်ပြီးခါကျရင်တော့ LLC ခဏခဏမေးကြတယ် LLC LLC လုပ်ချင်တယ် LLC လုပ်ရင် tax protection ရတယ် LLC လုပ်ရင်ကောင်းတယ် LLC ပြောကြတယ်LLC နဲ့ S corporation နောက်တစ်ယောက်ကပြောတယ် S corporation ကြတော့အရန် tax saving ရတယ် S corporation ဘာတွေကွာလဲဘာတွေထူတာလဲအချက်လက်တွေအများကြီးတွေကနေ highlight လုပ်ချင်တဲ့အချက်ကတော့နှစ်ချက်ရှိပါတယ် LLC ကတော့ကိုလာစားပေးလို့မရပါဘူးပိုင်ရှင်နေနဲ့ S corporation မှာတော့ကိုပိုင်ရှင်နေနဲ့လာစားပေးရမှာပေးရမှာဖြစ်ပါတယ်နံပါတ်1ကွာခြားချက်နံပါတ်2ကတော့ LLC က 15.3% self employed tax ကိုပေးရမှာဖြစ်ပါတယ်အခုဒီဥပမာမှာတော့LLC က9000မြတ်တယ် S corporation က9000မြတ်တယ်ဆိုရင် LLC ကတော့15.3%ခိုင်နှုန်း9000ရဲ့15.3%ခိုင်နှုန်း self employed tax ပေးရမှာဖြစ်တယ် S corporation ကတော့9000မြတ်ရင် self employed tax ပေးစရာမလိုပါဘူး income tax ပဲပေးရမှာဖြစ်ပါတယ်နှစ်ခုစလုံးကတော့ income tax ပေးရမှာဖြစ်ပါတယ်အဲ့တော့ LLC အနေနဲ့ဆိုလို့ရှိရင်တော့9000မြတ်တဲ့ LLC ပိုင်ရှင်က9650ပေးရမှာ SC tax ပေးရမှာဖြစ်ပြီးတော့ S corporation သမားကတော့ဒီ9650ကို save ဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ကွာခြားချက်ကတော့ S corporation သမားတွေက W2 setup လုပ်ရမှာဖြစ်ပါတယ်ပေးရမှာဖြစ်ပါတယ်အခုကျမပြောတဲ့ဥပမာကတော့အားလုံးနှုတ်ပြီး9000မြတ်တယ်ဆိုတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်LLC ကတော့15.3 self employed tax က income tax အပြင်ကို15.3အပို SC tax အနေနဲ့ပေးရမှာဖြစ်ပါတယ် S corporation မှာတော့အဲ့ဒါမရှိပါဘူးကဲအဲ့တော့ S corporation ကကောင်းတာလားကိုအခြေအနေနဲ့ကိုတွက်ကြည့်ပေါ့နော်ကျွန်မမိတ်ဆွေရဲ့အခြေအနေကအခုပြောတဲ့ဥပမာနဲ့ကိုကဏ္ဍတွေကိုထည့်ကြည့်လိုက်လို့အဆင်ပြေတယ်ဆိုရင် S corporation လုပ်ပေါ့မဟုတ်ရင်တော့ LLC ကတော့ကိုရဲ့ personal tax return မှာ schedule C အောက်မှာလာပြီးတော့ဖော်ပြရတာဖြစ်တဲ့အတွက် tax file တစ်ခုတည်းလုပ်လို့ရတယ်နော် S corporation ကတော့ tax file တစ်ခုတည်းလုပ်လို့မရအောင် S corporation ကသူ့အတွက် tax file တစ်ခုလုပ်ရတယ်အဲ့တော့ကျမတို့ ਨੇ service ယူရင်ကျမက S corporation အတွက် service fee တစ်ခါယူတယ် personal အတွက် service fee တစ်ခါယူတယ်ဘယ်သူနဲ့ပဲလုပ်ပေါ့နော်နှစ်ခုပေးရတယ်အဲ့ဒါကိုပြောချင်တာပါ LLC ဆိုရင်တော့ tax file တစ်ခုတည်းလုပ်ရတဲ့အတွက်ဘယ်သူနဲ့ပဲလုပ်နော်ကိုယ့်အကိုပဲ software ဝယ်ပြီးပဲလုပ်တစ်ခုစာပဲကုန်မယ် S corporation ရှိတယ်ဆိုရင် S corporation အတွက်တစ်ခုအပို့ကုန်မယ်အဲ့တော့ကိုယ့်ရဲ့အခြေအနေနဲ့ကိုဘယ်ဟာတက်တာလဲဘယ်ဟာကိုယ့်အတွက်ကြိုက်လဲချိန်ဆပြီးတော့မှကျွန်မမိတ်ဆွေတွေလုံနိုင်အောင်လို့ဒါ
တစ်ခုနှစ်ခုကိုအားနည်းချက်အားသာချက်လေးကို highlight လုပ်ပြတာပါကဲကောင်းပြီနောက်တစ်ခုကိုသွားလိုက်မယ် filing deadline ကတော့ S corporation တွေကတော့ March 15 ရက်နေ့ဖြစ်ပြီးတော့ LLC ကတော့ LLC မှာမှ single member okay multiple member ဆိုတာမတူပါဘူး LLC single member ဆိုလို့ရှိရင်เนาะခုနကကျွန်မပြောတဲ့အတိုင်းပဲသူက personal tax return နဲ့ရောပြီးတော့တင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ filing deadline က April 15 ရက်နေ့ဖြစ်ပြီးတော့ multi member ဆိုရင်တော့ partnership ဖြစ်သွားပါတယ်အဲ့တော့သူတင်ရတဲ့ form လည်းမတူပါဘူး1065ကိုတင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့သူ့ရဲ့ filing deadline က15ရက် March လဖြစ်ပါတယ်C corporation ဆိုလို့ရှိရင်တော့သူ့ရဲ့ filing deadline က April 15ရက်နေ့ဖြစ်ပါတယ်အဲ့ဒီရက်တွေမှာအကြောင်းမျိုးမျိုးနဲ့ကိုရေးကိုတာကြောင့်ဘာကြောင့်ညာကြောင့်ခီးသွားနေလို့ပတ်စံပေးရမှာမပေးချင်သေးလို့ဘလို့အကြောင်းနဲ့ပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးနဲ့အဲ့ဒီရက်တွေကိုမလုံနိုင်ဘူးမတင်နိုင်ဘူးဆိုရင်တော့ extension လုပ်ပါ extension မလုပ်ရင်တော့ဒီ corporation တွေကတစ်လကို members shareholder တစ်ယောက်ရှိတဲ့လူဆိုရင်တစ်လကို220ဒဏ်ရိုက်ပါတယ်နောက်ကျကြေးအကယ်၍2ယောက်ရှိတယ်ဆိုရင်တစ်လကို240တစ်လကိုเนาะတစ်လကို240ဒဏ်ရိုက်ပါတယ်အဲ့တော့မလုပ်နိုင်ဘူးဆို extension လုပ်ပါ6လထိ extend လုပ်လို့ရပါတယ် extension ဆိုတာက filing extension ဖြစ်ပါတယ်ကျွန်မထပ်ပြောပါတယ် filing extension ဖြစ်ပါတယ်အကယ်၍ကိုကပိုက်ဆံပေးရမယ့်လူဆိုရင် payment ကို extend မလုပ်ပါဘူး payment ကသူ့ရဲ့နောက်ဆုံးရက် due date မှာပေးရမှာဖြစ်ပါတယ် extension လုပ်ရင်လည်းကိုယ့်ရဲ့ပေးရမယ့်ပတ်စံကို estimate လုပ်ပြီးတော့ extension နဲ့တူတူ payment ကိုပေးလို့ရပါတယ်မပေးဘူးနောက်ထပ်6လကြာမှပေးမယ်ဆိုလို့ရှိရင်ဒီနောက်ကြတဲ့အတွက်အတိုးပေးရပါတယ်เนาะအဲ့ဒါမမေ့လျော့သင့်ပါဘူးတချို့လူတွေကထင်နေတယ် extension လုပ်တာကပတ်စံ payment အတွက်လည်း extension လုပ်တယ်ထင်တယ် payment အတွက် extension မလုပ်ပါဘူး estimate payment penalty ပါထပ်ပေးရမှာပါ estimate တွေ3လတစ်ခါတွေမပေးခဲ့ဘူးဆိုရင်เนาะအဲ့တော့ကျွန်မမိတ်ဆွေတွေအဲ့ဒါကွဲပြားဖို့လိုပါတယ် okay ဆိုတော့ကျွန်မအနေနဲ့ sharing လုပ်ချင်တဲ့ information ကတော့အခုလောလောဆယ်ဒီလောက်ပဲဖြစ်ပါတယ်ကျွန်မမိတ်ဆွေတွေမေးခွန်းရှိရင်မေးလို့ရပါတယ် okay ဆိုတော့မေးခွန်းလေးတွေဖတ်လိုက်အောင်မယ်နားလေးကျွန်မမေးခွန်းတွေကဟိုအပေါ်ပြန်သွားမှာဆိုတော့เนาะမေးခွန်းလေးဖတ်လိုက်ပါမယ်ဆိုတော့ hi မင်္ဂလာပါအမကြီးအတန်မကြားရပါတဲ့ဟောကြားဝိုင်းလားမသိအတန်ပြန်ကြားပြီလားကျွန်မမကြည့်မိဘူးတော့ကြားပုံတော့ရတယ်เนาะနောက်ထပ်တော့ဘာမှမပြောတော့โอเคမေးခွန်းတွေရှိကြပါလားအမရေတချို့ကုမ္ပဏီတွေက overtime ကိုတဲ့ tax မဖြတ်ဘူးတချို့က overtime ကို tax ဖြတ်နေတော့မယ်တဲ့ overtime က2025ခုနှစ်ကတော့ tax ကဖြတ်မှာဖြစ်ပါတယ်ဒီ2026မှာလည်းတချို့လူတွေကတချို့ကုမ္ပဏီတွေကတော့ဖြတ်ချင်ဖြတ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ overtime အဲ့ဒါတော့ personal အောက်မှာပြောခဲ့ပြီးပြီเนาะဒါပေမဲ့ထပ်ပြောပြပေးမယ်မေးထားရဆိုတော့ဘာဖြစ်လို့လဲဆိုတော့ overtime ကခုနကပြောတဲ့ self employed tax ကတော့ပေးရတယ်ဆိုတော့ overtime ကသူများစီမှာလှုပ်လို့တယ်ဆိုတော့ self employed ပေးရမယ်တော့မဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ payroll tax ပေးရလို့ပြောရမှာပေါ့เนาะ15.3မှာကိုယ့်ရဲ့ employee ရဲ့ပေးရတဲ့အချမ်းကိုပေးရမှာဖြစ်ပါတယ်ကုမ္ပဏီဘက်ကပေးရမယ့်အချမ်းကိုလည်းကုမ္ပဏီကပိုင်ရှင်ကပေးမှာဖြစ်ပါတယ်အဲ့တော့ overtime ကမပေးရအောင်ဆိုတာဘာလဲဆိုတော့ payroll tax ကတော့ပေးရမှာမပေးရအောင်ဆိုတာဘာပြောရလဲဆိုတော့နည်းနည်းလေးဒီဥပဒေမှာမတဲကွဲဖြစ်နေတာပေါ့ဘာလဲဆိုတော့ income tax ပဲမပေးရတာကျမတို့ကယ်လီဖိုးနီးယားမှာဆိုကယ်လီဖိုးနီးယား income tax ပါကောက်တယ်ဆိုတော့ income tax မပေးရအောင်လို့ပြောချင်တာဒါပေမဲ့အားလုံးအလွယ်နားလည်အောင်ပြောလိုက်တော့အလွယ်ပြောလိုက်တဲ့အခါကျတော့ overtime နဲ့ tip နဲ့က tax မပေးရအောင်လို့ပြောလိုက်တာအမှန်တကယ်က income tax အချမ်းလေးကိုပဲမပေးရတာเนาะ medical နဲ့ social security tax ကတော့ပေးရတယ်သဘောပေါက်လားအဲ့တော့ကျွန်မမိတ်ဆွေအခုမေးထားတာကတော့အခုမေးထားတဲ့လူကိုကျွန်မပြန်ပြောချင်တာကတော့ test ဖြတ်မှာလားဆိုဖြတ်မှာတကယ်၍ကိုကဖြတ်သွားလို့လည်း1 minute နဲ့နှစ်ကုန်တဲ့အခါ2026
နှစ်ကုန်တဲ့ခါကျရင်ကိုယ့်ရဲ့ W2 မှာ तू ကဖော်ပြထားတယ်အဲ့တော့ကိုပေးထားတဲ့ဟာကိုကပေးစရာမလိုတဲ့ကိုကအချက်လက်နဲ့ညီလို့ပေးစရာမလိုဘူးဆိုလို့ရှိရင်ကိုကို refund ပြန်လုပ်မှာပေါ့နော်အဲ့ဒီအဓိပ္ပာယ်ပါကိုဟိုဖြတ်သွားလို့1 minute ပါနဲ့သူကတော့ဟိုကိုက eligible ဖြစ်မဖြစ်မသိဘူးလေတသိန်းခွဲအထိပဲ single ဆိုတသိန်းခွဲအထိပဲ marriage ဆိုရင်3သိန်းကျော်လို့ရှိရင်သူကမပေးတော့ဘူးအဲ့တော့ limitation တွေရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ပတ်စံဖြတ်တာပါဆိုတော့ okay ကောင်းပြီကျွန်မဆက်ပြီးတော့သွားလောက်အောင်နော်ကြည့်မိခွန်းတော့မရောက်ဘူးဖြစ်နေခဏလေးမင်္ဂလာပါတဲ့ hello မင်္ဂလာပါ okay မေးစရာတွေရှိပါလားLSC ရှိပါတယ် restaurant ဖွင့်ထားပါတယ် 401k ဖွင့်လို့ရလားရပါတယ် 401k ဖွင့်လို့ရလားရပါတယ် 401k အမျိုးအစားနှစ်ခုရှိရနော်အဲ့ဟာကိုအချက်လက်နဲ့ဘယ်ဟာကိုက်ညီလဲကြည့်လိုက်ပါဖွင့်လို့ရပါတယ်ဘာမှဖွင့်လို့ရလဲဆိုတော့ကိုကြိုက်တဲ့ institution ဘယ်ဘန်နေမှာမဆိုဖွင့်လို့ရပါတယ် online ကနေ Fidelity မှာလည်းဖွင့်လို့ရတယ် Charles Schwab မှာလည်းဖွင့်လို့ရတယ်အဲ့အရာတွေကကျမနဲ့တော့ဘာမှ associate မလုပ်ထားဘူးကိုကြိုက်တဲ့နေရာမှာကိုဖွင့်လို့ရတယ် Merrill Lynch မှာလည်းဖွင့်လို့ရတယ် okay ကျွန်တော် client တွေကမလုတ်တတ်တဲ့ခါကျတော့ကျွန်မBank of America နဲ့ဟိုအကူအညီကျွန်မနဲ့ရင်းနှီးနေတဲ့ဒီ Merrill Lynch က manager နဲ့ကျွန်မ online ကနေကျွန်တော်တို့မြန်မာပြည်သားတွေကိုကျွန်မကူညီပေးပါတယ် CD ထဲထည့်ထားတယ်ကောင်းပါတယ် CD ထဲထည့်ထားတယ်ကောင်းပါတယ်မိကုန်းနေရှိပါလားကျွန်မမေးခွန်းနေရှိပါလားလို့မေးလေတလားမမေးမေးခွန်းနေမရှိဘူးပြီးခါကြမှာကျွန်မရုံးကအလုပ်များနေဆိုကျွန်တော်ဖုန်းတွေတခွန်းခွန်းတွေရောလာတော့တာပဲတက်နိုင်တော့တော့ဖြည့်ပေးပါတယ်အချိန်ရရင်ရတယ်လို့ပေါ့နော်ဒါပေမဲ့ဟိုမအားတဲ့ခါကျတော့လည်းမတက်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်ဟို private မေးချင်တယ်ဆိုရင် appointment ယူလို့ပြောတာအခွန်ဘယ်လောက်ပေးရလဲအခွန်ဘယ်လောက်ပေးရလဲကျွန်မမသိဘူးလေဘယ်လိုပြောရမလဲအခွန်ဘယ်လောက်ပေးရလဲဆိုတော့မိဝင်ကျွန်မဘယ်လိုပြောရမလဲအခွန်ကရာခိုင်နှုန်းမေးတာလားအခွန်ရာခိုင်နှုန်းကဒီနှစ်မှာ10 to 37% 10 to 37%အဲ့တော့ကျွန်မတို့မေးတဲ့အကိုလားမလားအဲ့ဒါကိုကဘယ် bracket ကိုရဲ့ test bracket ကဘယ်လောက်လဲပေါ်မှာမူတည်ပြီးတော့ကိုကဘယ်လောက်ပေးရမလဲဆိုတာကြည့်ရမှာပေါ့နော်တခါလေကြာရင်လဲဘယ်လိုခေါ်လဲကျမတို့လာမေးတဲ့တချို့ question တွေကလေကျမမှာအဖြေမရှိဘူးသိလားအဲ့တော့ကျမမှာအချက်လည်းမရှိတဲ့ခါကျတော့ကျမမဖြေနိုင်ဘူးပေါ့နော်ကျမလည်းနတ်တကြားမဟုတ်တော့ကျမမသိဘူးhello မိကုန်းနေရှိပါလားအဓိကတော့လေအခွန်tax saving ဆိုတာတော့လေကိုယ့်ရဲ့အချက်လက်ပေါ်မှာမူတည်တာအများကြီးသိလားကိုကဘယ်လောက်ထိအချက်လက်တွေစုဆောင်းနိုင်လဲကိုကဘယ်လောက်ထိစာရွက်စာတမ်းတွေကိုတေချာလဲကိုကိုဆောင်ရွက်ပေးတဲ့လူဒါမှမဟုတ်ကိုကကိုလုပ်တယ်အဲ့လိုဆိုရင်ကိုကဘယ်လောက်ထိလက်ရှိနေတဲ့ခွင့်ပြုထားတဲ့ဥပဒေသားတွေဘယ်လောက်ထိအသုံးပြုနိုင်လဲဘယ်လောက်ထိအချိန်ပေးလဲဘယ်လောက်ထိနားလည်လဲဒါတွေပေါ်မှာမူတည်တာပေါ့နော် Hello မေးစရာရှိလားမေးစရာရှိလားမေးစရာမရှိရင်ကျွန်မဒီမှာပဲရပ်လိုက်ပါမယ်နော်မေးစရာမရှိတဲ့အတွက်ကျွန်မမှလည်းဖြေစရာမရှိဘူးဆိုတော့ကျွန်မရဲ့page မှာအမြဲတမ်းအရေးကြီးတဲ့ကျွန်မမိတ်ဆွေတွေစိတ်ဝင်စားမယ်လို့ယူဆတဲ့အချက်လက်တွေကို sharing လုပ်ပေးပါတယ်အဲ့တော့အခါလျော်စွာဝင်ကြည့်လို့ရပါတယ် subscribe လုပ်ထားလို့ရပါတယ်ကျွန်မလည်းအချိန်ပေးပြီးတော့လုပ်ရတဲ့အတွက် appreciate ဖြစ်တယ်ဆိုရင်အသုံးဝင်တယ်ဆိုရင်ကျွန်မရဲ့ page မှာတင်ထားတဲ့ post တွေကိုလည်း sharing လုပ်ပေးလို့ရပါတယ်လဲအောင်တဲ့ POS system သုံးပြီးတော့တဲ့ 1099k form မှာတဲ့ tips amount မှာပါလာတာကိုတဲ့ tips တွေကိုတဲ့စောင့်ကြမလို့တော့တဲ့ပြန်နှုတ်လို့ရလားတဲ့
1099K 1099K ကအဲ့ဒါ business 1099K က business 1099K နဲ့ပတ်သက်တဲ့ဟာတော့ကျွန်မဟိုတစ်ခေါက်ကတော့ပြောထားတာဒါမှနည်းနည်းပြန်ပြောပြလိုက်မယ်နော် 1099K စာရွက်ရောက်လာရင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြမယ် 1099K ကဘာကြောင့်ရလဲဆိုတော့နံပါတ်1ကို bank လောက်ထားတဲ့ကို bank ဖွင့်ထားတဲ့ bank ပေါ့နော်ကို IRS ရဲ့ requirement ရ guideline ရကျွန်မပြောတာပါtransaction 200သို့မဟုတ်ဝင်ငွေZelle စုစုပေါင်းနော် Zelle ဆိုလို့ Zelle တစ်ခုတည်းပြောတာမဟုတ်ဘူး Zelle တို့ဒီ platform တွေတချို့ဟာတွေကျွန်မလည်းမသိဘူးကျွန်မမသုံးတော့ကျွန်မမသိဘူးကျွန်မလည်းအကုန်သိတယ်လို့မဆိုလို့ဒီ IRS ရဲ့ guideline မှာဘာပြောထားလဲဆိုတော့ဒီ third party platform တွေပေါ့နော် Zelle အပါဝင် Venmo တို့ Zelle တို့ PayPal တို့ဒီ third party platform တွေကိုအသုံးပြုပြီးတော့ပိုက်ဆံလက်ခံနေဆိုလို့ရှိရင်တဲ့အခုဆို Facebook ကနေလည်းလက်ခံလို့ရတယ်လို့ပြောကြတယ်marketplace ကနေ Facebook မှာပစ္စည်းဝယ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တဲ့ transaction 200သို့မဟုတ်တစ်နှစ်လုံး transaction 200သို့မဟုတ်စုစုပေါင်းငွေက2000ဆိုလို့ရှိရင်တဲ့1099စာရွက်ထုတ်ပါတယ်တဲ့1099စာရွက်ကတဲ့ကိုယ့်ရဲ့ဘဏ်ကနေထုတ်ပေးတာဖြစ်ပါတယ်တဲ့ IRS ကထုတ်ပေးတာမဟုတ်ဘူးเนาะအဲ့ထုတ်ပေးတဲ့သူက IRS ကိုတစောင်ပေးတယ်ကိုယ့်ကိုတစောင်ပေးတယ်အဲ့ဒီတော့1099 ဆိုတဲ့စာရွက်ရတယ်ဆိုရင်1099နဲ့ပတ်သက်တဲ့ဘယ်စာရွက်မဆိုပေါ့နော်1099 MISC 1099 NEC 1099 DIV 1099 INT ဒီ1099စာရွက်ရပြီ especially 1099K စာရွက်ရတယ်ဆိုရင်အကြောင်းအကျိုးကြောင့်ရတာဖြစ်ပါတယ်ရပြီဆိုရင်တော့အကယ်၍ကိုကမရသင့်ဘဲနဲ့ရတယ်မှားပြီးတော့ကိုယ့်ရဲ့ဘဏ်ကိုလာပေးတယ်ဆိုလို့ရှိရင်ကိုယ့်ဘဏ်ကိုဆက်သွယ်ရမယ်အချိန်မီဟေးငါမှားနေတယ်နင်ငါ့ကိုပေးတာမှားနေတယ်ဘာမှားနေလဲဆိုတာတက်တည်နေတော့သူတို့ကိုသွားပြောရင်တော့ဒီဟာကိုပြင်ပေးတယ်ကဲရင်မဟုတ်ဘူးကိုတက်ဆောင်တဲ့အချိန်ကျမှသူတို့ကတစ်လပိုင်းမှာပေးလိုက်တယ်ကိုကတက်ဆောင်တာ4လပိုင်းအဲ့ကြမှာသွားပြောဆိုပြင်လို့သူတို့မပြင်ပေးတော့ဘူးဆိုရင်အဲ့ဒါတက်ဆောင်တဲ့ဟာလဲ delay ဖြစ်သွားတာပေါ့နော်အဲ့တော့ရပြီဆိုရင်ကြည့်ရှုစစ်ဆေးပြီးတော့လိုအပ်တယ်ပြင်ဖို့လိုတယ်ဆိုပြင်ရမှာပါ1099K ဘာလို့ရလဲဆိုရင်ခုနက transaction 200ကျော်လို့ဒါမှမဟုတ်ရင်စုစုပေါင်း value က2000ကျော်ရင်ရပါတယ်အဲ့ဒီထဲမှာဘာပါလဲဆိုတော့မိသားစုချင်းချင်းပေးတဲ့ဟာတွေပါပါတယ်ဥပမာအဖြစ်ကိုကနော်ကိုယ့်ရဲ့အမေကိုပေးလိုက်တယ်နော်ကိုယ့်ရဲ့မိဘအဝေးမှာနေတယ်အဝေးမှာနေတဲ့အတွက်အကြောင်းကိုကပေးလိုက်တယ်ပတ်စံတစ်လောက်1000နှုန်းနဲ့ပေးတယ်ဆိုရင်1000အဲ့ဒါဆိုရင်တော့ခုနပြောတဲ့အချက်လက်နဲ့မညီဘူးတစ်လောက်1000နဲ့ကြားထဲမှာအမေကဆေးဖို့လိုလို့သမီးရေဟိုဟာလိုလို့သမီးရေဒီဟာလိုလို့ဆိုရင်ကိုကဒီကြားထဲမှာပေးလိုက်တာစုစုပေါင်း2000ကျော်သွားဆိုရင်အမေက 1099K ကြီးထွက်လာပြီအမေကအလုံးလုံးတဲ့လူလည်းမဟုတ် 1099K ဘာလို့ရတာလဲဆိုတော့ဘဏ်ကိုသွားတော့ဘဏ်ကခုနပြောတဲ့အချက်တိုင်းပဲပြန်ပြောတယ်အဲ့ခါကျရင်ဘာလုပ်ရမလဲဆိုရင် 1099K ကိုယ့်ရဲ့transfer လုပ်ပြီဆိုရင် family support ဆိုတာရေးပေးဖို့လိုတယ် family support ဆိုတာရေးလိုက်လို့ရှိရင်တော့family support ဆိုရင်အခွန်ဆောင်စရာမလိုတဲ့အတွက်ကြောင့်မလို့ family support ဆိုရေးလိုက်တဲ့ဟိဆိုတော့ကိုယ့်ရဲ့ဘဏ်ကိုတွားပြီးတော့အကြောင်းကြားရမှာပေါ့နော်ဒါကတော့ငါရဲ့ family ကနေငါ့ကိုပေးတာအဲ့ဒါ family support ဖြစ်တယ်အဲ့တော့ဒါ 1099K ကငါအတွက်ပေးရမှာမဟုတ်ဘူးပေါ့နော်မှားနေတယ်ပေါ့အဲ့ဒါဆိုရင်တော့သူတို့ကလိုက်လုံးညီထွေရဲ့လက်ခံနေဆိုရင်တော့သူဒီ 1099K ထုတ်ပေးထားတဲ့ဟာကိုပြင်ပေးမှာပေါ့နော်ထုတ်ပေးတဲ့သူကကိုယ်ထုတ်ပေးတဲ့သူကပြင်ပေးမှာကျမတို့လို test prepare တွေစီရောက်လာလို့ကျမတို့ရုံဟိုရောက်လာလို့မနှင်းကျမကတော့အဲ့ဒါကျမကဘယ်သူပဲဝါကျမရဲ့အမျိုးကဘယ်သူပဲဝါပေးတာဒီ 1099K ကကျမရဲ့ဝင်ငွေမဟုတ်ဘူးဘယ်လိုလုပ်ရမလဲဆိုကျမတို့ဘာမှလုပ်ပေးလို့မရဟုတ်ပြီလားအဲ့တော့ထုတ်ပေးတဲ့သူကိုပြောရမှာပါနော် family support လို့ရေးရမှာ family support ပြောပြီးတော့ဟိုကဘာတခါ1000လာလိုက်ဟိုကဘာ900လာလိုက်ဟိုကဘာ300လာလိုက်တွေလာဟိုတယောက်ကိုကြည့်လိုက်တော့လဲနာမည်ကတစ်မျိုးတွေဖြစ်နေပြီးတော့အဲ့ဒါတော့ family support ပါဆိုရင်ဘယ်သူယုံမလဲယုံတဲ့လူကတော့ပေးမှာပေါ့နော်ဆိုတော့အဲ့ဒါကလည်းထည့်သွင်းစဉ်းစားမဲ့ချက်ဖြစ်ပါတယ်ရလာပြီကဲဘာလုပ်မလဲရလာပြီဆိုတော့ဖော်ပြရတော့မှာကိုယ့်ရဲ့ test return ထဲမှာဒီ 1099K ကိုဖော်ပြပြီးတော့စာရင်းရှင်းရတော့မှာဖြစ်ပါတယ်အဲ့ဒါကိုမရှင်းဘူးဆိုရင် IRS ကနေအကျွေးတောင်းတဲ့စာတွေတစ်နှစ်နှစ်နှစ်3နှစ်လောက်နေရောက်လာပါလိမ့်မယ်လို့
Okay ဒါ 1099k နဲ့ပတ်သက်တဲ့ကိစ္စခုနတယောက်မေးထားတဲ့ဟာကတော့ business အနေနဲ့ 1099k ရတယ်ဟိဆိုလို့ရှိရင်เนาะအဲ့မှာပါတဲ့ tip ကစရင်းဖော်ပြရမှာဖြစ်ပါတယ် business ကစားတောက်ဆိုင်ဖွင့်ထားလို့ရတဲ့ 1099k မှာပါတဲ့ tip ဆိုတဲ့ line ဟာကိုယ်ဆိုင်မှာလာပြီးဝယ်စားရတဲ့လူကကိုယ်ဆိုင်မှာလုပ်တဲ့ waiter waitress ကို tip ပေးသွားတာပဲဖြစ်ဖြစ်ကိုယ်တိုင်ကို tip ပေးသွားတာပဲဖြစ်တဲ့အတွက်အဲ့ဒါဒီဝင်ငွေဖြစ်ပါတယ်လို့เนาะဝင်ငွေဖြစ်တယ်ဆိုရင်တော့အခွန်ဆောင်ရွက်မှာဖြည့်ရှင်းရမှာဖြစ်ပါတယ်အဲ့ဒါကိုexemption ယူလို့မရပါဘူးခုနပြောတဲ့test တွေ tip တွေကအခွန်ဆောင်ကြမလို့ဆိုတဲ့ဟာကဒီအချိန်ဒီမှာမမှန်ပါဘူးပထမဦးဆုံးကိုယ့်ရဲ့ income အနေနဲ့ဒီ tip ကိုဖော်ပြရမှာဖြစ်ပါတယ် POS ကထွက်လာတဲ့1099k မှာ tip ဆိုတာကကားမောင်းတဲ့လူတွေမှာလည်းပါနိုင်ပါတယ်ခုနပြောတဲ့ပစ္စည်းရောင်းတဲ့လူတွေမှာလည်းပါနိုင်ပါတယ်စပင်းညှက်တဲ့လူတွေမှာလည်းပါနိုင်ပါတယ် spa လုပ်တဲ့လူတွေ massage တွေဖွင့်ထားတဲ့လူတွေမှာလည်းပါနိုင်ပါတယ်အဲ့တော့ဒီဟာကိုစာရွက်ပေါ်မှာပါတဲ့ဟာကိုအရင် take care လုပ်ရမှာဖြစ်ပါတယ်ဒီခုနက tips and overtime ကို tax မပေးရဘူးဆိုပြီးတော့ဖယ်ထုတ်လိုက်လို့မရပါဘူးအဲ့ဒါဆိုရင် 1099k မှာပါတဲ့ amount နဲ့ကိုယ် report လုပ်တဲ့ income တွေက match မဖြစ်တော့တဲ့ခါကျရင် audit ဖြစ်နိုင်ပါတယ်เนาะ okay အဲ့တော့ဆိုရင်တော့ရှင်းမယ်ထင်ပါတယ်မိကုန်းနေရှိသေးလားမိကုန်းနေရှိပါသေးလားသုံးကမေးပါမယ်မိကုန်းများမေးစရာရှိပါသေးလား okay ကျမတို့မေးထားတဲ့မိကုန်းတစ်ခုပဲတွေ့တာဖြည့်ပေးထားပါတယ်ရှိတော့တယ်နော်ရှိတော့ဆိုရင်တော့ကျမမိတ်ဆွေတွေရဲ့အချိန်ကိုလည်းကျမတန်ဖိုးထားပါတယ်အဲဆိုရင်ကျမဒီနေရာမှာရက်လိုက်ပါမယ်ကြော်ဝါးတဲ့လူတွေအတွက်ဒီဗီဒီယိုကိုကျမရဲ့ YouTube channel နဲ့ Facebook page မှာupload လုပ်ပေးထားပါမယ် Thank you stay tuned stay safe ဒါတော့ကျမတို့ရဲ့ team မှာမသိတဲ့လူတွေကဲကောင်းပါပြီအဲ့ဒါဆိုရင်ကျမတို့ပိတ်လိုက်ပါမယ်Amazon delivery ပိတ်တော့မယ်ဆိုမေကွန်းကရောက်လာတယ်အမရဲ့ gift money ကgift money က19500ပါဒီနှစ်က gift money ကပေးတဲ့လူအတွက်တော့ဘာမှအကျိုးမရှိဘူးเนาะပေးတဲ့လူကဘာမှဘယ်နေရာမှာမှနှုတ်လို့မရအောင်ပေးတဲ့လူအတွက်တော့ဘယ်နေရာမှာမှနှုတ်လို့မရပါဘူးလက်ခံတဲ့လူအတွက်အကျိုးရှိပါတယ်တက်ဆောင်စရာမလိုပါဘူးဘယ်လောက်ထိပေးလို့ရလဲကြိုက်တဲ့လောက်ပေးလို့ရပါတယ်တသန်းတန်အိမ်ကိုလည်း gift အနေနဲ့ပေးလို့ရပါတယ်office gift ကအဲ့လိုဆိုလို့ရှိရင်တော့ gift 709တင်ရမှာဖြစ်ပါတယ်19500ကျော်တော့reporting require ပါ delivery Amazon delivery ဆိုရင် Amazon delivery ဆိုရင်တဲ့ Amazon delivery ဆိုရင်ရောရလားမေးချင်တာထင်တယ် Amazon delivery မှာ tip ပေးလို့ရှိရင်ရလားမေးတာထင်တယ်ရတယ်လေ tip နှုတ်လို့ရတယ်တတ်မှတ်ချက်နဲ့ညီရင်ရတာပေါ့နော်တတ်မှတ်ချက်နဲ့ညီရင်ဆိုစိတ်မပူပါနဲ့software တွေသုံးလို့ရှိရင် software တွေမှာတခါတည်းသူတို့ကထည့်ထားပြီးသားနော်ဒါမှမဟုတ်ရင်လည်းကိုသွားလုပ်ပေးရင်ကို service ယူရင်ဘယ်ရုံးခန်းကိုပဲသွားသူတို့စာရွက်ပေါ်မှာပါတဲ့အတိုင်း action ယူပြီးတော့ဆောင်ရွက်ပေးပါလိမ့်မယ်စိတ်မပူပါနဲ့ဟုတ်ပါတယ်တဲ့ဟုတ်ကဲ့အမရေးတဲ့400ကတဲ့အမရေးတဲ့400ကျမလည်းဝေးတော့မျက်မှတ်မတက်ထားတော့သိစာလုံးသိတော့မမြင်ဘူး400ကဘယ်လောက်ထည့်လို့ရလဲ401k ကိုပြောတာ
401k S corporation ရှိတယ်ဆိုရင်ခုနကလွတ်သွားတယ်ထင်တယ်နော်ကျမဒီဟာလေးကိုဒီဗီဒီယိုပြန်တင်ပေးမယ်အသေးစိတ်ရေးထားတယ်အဲ့မှာဘယ်အမျိုးအစားလဲ 401k က solo လားဒါမှမဟုတ်လို့ရှိရင် SEP IRA လားအဲ့ဒါကြိုက်တာရွေးလို့ရတယ် SEP IRA ဆိုရင် 25% 401k ကလည်း pretty much 25% plus 23,500ပေါ့နော်အဲ့မှာ limitation လေးရှိတယ် income limit လေးရှိတယ်เนาะအဲ့ဒါလေးကိုပြန်ကြည့်ပါကိုမမောင်တက်ဒီMBK ကကိုမောင်တက်လား MBK ကကိုမောင်တက်ကျမရဲ့ client ကိုမောင်တက်ဆိုရင်တော့ MBK ကကိုမောင်တက်ဆိုတော့စိတ်မပူနဲ့မနှင်းရှိရလေကျမ client မဟုတ်ဘူးတခြားလူဆိုရင်တော့ကိုဆောင်ရွက်ပေးတဲ့ tax လုပ်ပေးတဲ့ professional နဲ့ discussion လုပ်ပါမဟုတ်လို့ရှိရင်တော့ဘဏ်ကိုသွားပြီးတော့မှငါရဲ့ income ကဒီလောက်ရှိတယ်ငါရဲ့ profit ကဒီလောက်ရှိတယ်ပြောလို့ရပါတယ်ကျမ client ကိုမောင်တက်ဆိုရင်တော့ပူစရာမလိုလေမနှင်းရှိရနောက်တစ်ယောက်ကဘာပြောရလဲမရှိဘူးတဲ့ tip ကတဲ့1000လောက်ပဲရှိတယ်tip 1000လောက်ပဲရှိတယ်ဆိုရင် income tax ပေးစရာမလိုဘူး income tax ပေးစရာမလိုဘူးเนาะ income tax ပေးစရာမလိုဘူးMedicare နဲ့ Social Security tax ကတော့ပေးရမယ်စိတ်မပူပါနဲ့ tax လုပ်ပေးတဲ့သူတွေ pro တွေကသိတယ်အဲ့ဒါမသိလို့လည်းမရအောင်ကျမတို့က every year လဲဒီ CE တွေဖတ်နေရတော့လေဟုတ်ကဲ့ပါကိုမောင်တန့်ရေဆောင်ရွက်ပေးပါမယ်ကောင်းပြီ Any other question မေးစရာရှိပါသေးလားအဲ့ဆိုကျွန်မထွက်လိုက်တော့မယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်ဒီမှာရေးထားပါတယ်နော်ကြော်သွားလို့ရှိရင်ပြန်ကြည့်လိုက်ပါဒါမှမဟုတ်တချို့အပိုင်းလေးတွေစိတ်ဝင်စားတဲ့အပိုင်းလေးကိုနဲ့တိုက်ဆိုင်တဲ့အသုံးဝင်နေဆိုလို့ရှိရင်ပြန်ကြည့်ခြင်းဒီမှာတင်ပေးပါမယ် Thank you bye